ညက်ဖက်ကိုငဖယ်ပြားလိုမျိုးအကြီးရတယ်ငပေါင်းကြော်တွေဝက်စီဘက်ကြော်တွေငါးရီကိုကြော်တွေရတယ်ရခိုင်ဒေသစာစစ်တွေရတယ်ရှုပ်ရှက်ပွင့်ထွက်ဆိုင်အောင်ခေါ်သွားမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင် Grace အခုရောက်နေတဲ့နေရာလေးကရန်ကုန်မြို့ကြောက်မြောင်အိဆာဒရာလမ်းထဲကခင်ဆိုးပိုင်ရခိုင်မုတ်တီနဲ့အာပူရှာပူဆိုင်လေးပဲဖြစ်ပါတယ်ရှင်ဒီဆိုင်ကမုတ်ဖက်ကကြတော့လက်ညှက်မုတ်တီပေါ့နော်အိုးရကနေချကာစားလက်ညှက်မုတ်တီပူပူနွေးနွေးတွေကိုတခါတည်းတုပ်ပေးဟင်းရင်ထည့်ပေးရောင်းချပေးတဲ့ဆိုင်မျိုးပေါ့နော် Grace ကတော့ဒီဆိုင်မှာပဲရတဲ့ဒီမုတ်ဖက်တွေညှက်ခောက်ဆွဲတွေလုပ်တဲ့မုတ်သားလေးအဲ့ဒီမုတ်သားကိုငဖယ်လိုမျိုးပြလှုပ်ထားတာလေးကိုလာစားတာပါနာမည်ပါခေါ်လဲတော့မသိဘူးပေါ့နော်အဲ့ဒီမုတ်သားအပြားကိုစနဲတုတ်ခိုင်းပြီးစားမှာပါစနဲတုတ်ဆိုတာလေခုလိုမျိုးငရုတ်သီးစိမ့်တွေငပိတွေကိုမယမ်းပြအရည်လေးနဲ့ဖြောပြီးရင်ငါးပြုတ်နဲ့ငါးပြုတ်ရည်လေးပါထည့်ပြီးနဲအဲ့ပေါ်မှာမုတ်ဖက်ကိုထည့်ပြီးနဲတာကိုစနဲတုတ်လို့ခေါ်တာပါရှင် Grace ကတော့စနဲတုတ်ကိုစောနာပြောပြတဲ့မုတ်ဖက်ကိုငဖယ်ပြားလို့လှုပ်ထားတဲ့အပြားကိုထည့်ပြီးနဲစားပါတယ်ပြီးတော့ငပေါင်းကြော်လေးလည်းထည့်လိုက်ပါတယ်ရှင်ငပေါင်းကြော်ဆိုတာငပြောဘူးကိုပလှီးပြီးတော့အလုံးလေးလှုပ်ပြီးကြော်ထားကိုငပေါင်းကြော်လို့ခေါ်ပါတယ်အပူရှာဘူးကိုလည်းဝက်စီဘဲကြော်လေးနဲ့မှာလိုက်ပါတယ်ရှင် Grace ကဝက်စီဘက်ကြော်မရတဲ့ဆိုင်တွေမှာတော့ငဖယ်တဲ့စားပင်မဲ့အပူရှာဘူးနဲ့အလိုက်ဖက်ဆုံးကတော့ဝက်စီဘက်ကြော်ပါပဲရှင်နောက်ထပ်တစ်ပွဲကိုတော့ဗမာတုတ်ကိုမှငါးရီကုန်ကြော်လေးနဲ့ယူလိုက်ပါတယ်ရှင်တမောတီတုတ်ကိုလည်းလေမယမ်းပြအရည်လေးနဲ့တုတ်ပေးတာမလို့ထိမိချင်ဆက်နေရပါပဲရှင်ဈေးနှုန်းလေးတွေကတော့တစ်ပွဲကို3000ဝန်းကျင်ပါ Grace အခုမှားတာအားလုံးစုပေါင်းကို12000ပို့ကြပါတယ်ရှင်ရခိုင်စားစာတွေကလေရောင်းတဲ့ဆိုင်ရှင်ရဲ့လာတဲ့ဒေတာပုံမူတည်ပြီးတော့အရသာအနေငယ်ကွဲပြားမှုရှိပါတယ်ဒီဆိုင်ရှင်ကကြတော့ကြောက်ဖြူဘက်ကလာတာမလို့ကြောက်ဖြူဘက်ကအရသာပါဒီဆိုင်ကအရသာကြတော့အရသာပေါ့လေးနဲ့အဆက်ကဲတဲ့ဘက်ကိုသွားပါတယ်ရခိုင်စားစာတွေကလေငပိပါဝင်တာမှန်ပေမဲ့ဒီဆိုင်ရဲ့လက်ရာကြတော့ငပိထဲ့တာနဲတယ်လို့ပြောရမယ်အရသာပေါ့လေးဘက်ကိုသွားတယ်ဒီဘက်မှာကြတော့အဆက်ပိုကဲပြီးစားတယ်လို့ယူဆတယ်အဆက်ကတော့တော်တော်လေးဆက်ပါတယ်ပြီးတော့ဟင်းရီပုံစံကြကြီးလေးဘက်ကိုသွားတယ်ငရွှေမီးကင်ကိုတုံးထားတယ်ဟင်းရီကကြီးလေးဆိုပေမဲ့အာဘူရွက်ခတ်ထားတာမလို့အယောင်ကတော့အမဲရောင်ဘက်ကိုသွားတယ်ကြီးလေးနဲ့အာဘူရွက်ခတ်ထားတာမလို့ပူပူလေးဖြစ်တယ်ပြီးတော့ငရွှေရဲ့မီးကင်အနံ့လေးကပင်းပြီးမှုေးနေတယ်ဆိုတော့တော်တော်လေးမှုေးပြီးတော့တောက်လို့ကောင်းတဲ့အရေးကြီးဟင်းရီလို့ပြောရပါမယ်ရှင်တမောတီတုတ်ကတော့မယမ်းပြအရည်နဲ့တုတ်တာမလို့ချင်ကန်ဆက်ထိမိပွင့်ထွက်ပါပဲရှင်တမောတီတုတ်ကတော့စားဖြစ်အောင်စားကြည့်ပါအရန်စားလို့ကောင်းပါတယ် Grace တခုမကွဲတာလေအာဘူရှာဘူးတဲ့ရခိုင်မုတ်တီကဘာကွာလဲတော့ Grace တေချာမသိဘူးဒါပေမဲ့ Grace ကအာဘူရွက်ခတ်တဲ့ဟင်းရီကိုပိုကြိုက်တာမလို့အာဘူရှာဘူးပိုကြိုက်တယ်လို့ပြောရပါမယ်ရှင်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင် Grace သွားခဲ့တဲ့ဆိုင်လေးကတော့ခင်ဆိုးပိုင်ပဲဖြစ်ပါတယ်ရှင်ကြောင်မြောင်အိဆာဒရာလမ်းထဲမှာရှိတာပါအားလုံးပဲတတာ